မနေ့ကကုလသမဂ္ဂအစည်းအဝေးရဆိုလို့ရှိရင်ပါလက်စတိုင်းကိုနိုင်ငံအနေနဲ့အတိမတ်ပြုတဲ့နိုင်ငံတွေထဲမှာကုလသမဂ္ဂ193နိုင်ငံရှိတာကို193နိုင်ငံထဲမှာမနေ့ကစုစုပေါင်းဆက်ပြီးတော့မှ10နိုင်ငံကဆက်ပြီးတော့မှကြေညာတဲ့အတွက်158နိုင်ငံမြောက်သွားပြီနိုင်ငံကြီးတွေထဲမှာအရင်တော့ကတော့စပိန်တို့ဆွီဒင်တို့ကတော့ကြေညာထားပြီးသားအခုဒီဘက်ထဲမှာနောက်တဲ့10နိုင်ငံလောက်ဖြစ်မှတင်တယ်10နိုင်ငံလောက်ထပ်ပြီးတော့မှကြေညာတယ်အဲ့ဒီထဲမှာဗြိတိန်ကနေဒါဩစတြေးလျပေါ်တူဂီနောက်ထပ်ပြင်သစ်ကကျွန်တော်အရင်ပတ်ထပ်ပြောပြီးသားသူကပြင်သစ်သမ္မတမက်ခရွန်ကကြေညာမယ်လို့သူပြောပြီးသားအရာကိုမနေ့တုန်းကသူအတိမတ်ပြုပြီးတော့မှကြေညာတဲ့အခါမှာလဲပါလက်စတိုင်းကိုယ်စားလှယ်တွေကထားပြီးတော့မှလက်ခုပ်တီးပြီးတော့သူ့ကိုဂုဏ်ပြုတာတွေ့ရတယ်နောက်ထပ်လူစင်ဘက်လည်းကြေညာတယ်မော်တာလည်းကြေညာတယ်ဘယ်ဂျီယမ်အန်ဒိုရာမိုနာကိုဒီနိုင်ငံတွေကကြေညာသွားတယ်နောက်မကြေညာတဲ့နိုင်ငံတွေထဲမှာနိုင်ငံကြီးတွေဖြစ်တဲ့အမေရိကန်ကနေပြီးတော့မှအတိမမပြုဘူးဂျာမနီလည်းအတိမမပြုဘူးအစ္စရေးလည်းအတိမမပြုဘူးဒီဘက်အာရှတိုက်မှာတော့ကျွန်တော်ဂျပန်တို့တောင်ကိုရီးယားတို့ကျွန်တော်မြန်မာနိုင်ငံလည်းပါတယ်ဗျဒီနိုင်ငံတွေကနေပြီးတော့မှပါလက်စတိုင်းကိုနိုင်ငံအနေနဲ့အတိမမပြုဘူးကျန်တဲ့နိုင်ငံတွေ158နိုင်ငံပေါ့နော်၄ပုံပုံ၃ပုံလောက်ကတော့အတိမပြုပြီးတော့မှကြေညာတယ်ဒီကြေညာခြင်းအပြင်အစ္စရေးဝန်ကြီးချုပ်ကဘာပြောလဲဆိုလို့ရှိရင်ကိုရန်သူတွေကိုစုချတာနဲ့အတူတူပဲဆိုပြီးတော့မှပြင်သစ်သမ္မတမက်ခရွန်ကိုကျန်တဲ့နိုင်ငံဗြိတိန်ကိုပေါ့နော်ကျန်တဲ့နိုင်ငံတွေကိုရည်ညွှန်းပြီးတော့ပြောဆိုသွားတယ်သူကလုံးဝဒီယာကြီးကိုလက်မခံဘူးပြီးတော့ဒီပါလက်စတိုင်းနိုင်ငံမဖြစ်စေရဘူးဆိုပြီးတော့မှလည်းသူကတန်သိမ့်တန်ချတဲ့စကားလုံးပြောသွားတယ်ပြီးခဲ့တဲ့ဘက်ကလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောပြီးသားပါလက်စတိုင်းကိုလုံးဝနိုင်ငံအနေနဲ့အတိမတ်မပြုဘူးလို့သူကပြောထားပြီးသားအကယ်၍များဒီပါလက်စတိုင်းနိုင်ငံကိုနိုင်ငံအနေနဲ့အတိမတ်ပြုမယ်ဆိုလို့ရှိရင်ဘယ်နေရာတွေကပါဝင်မလဲဆိုလို့ရှိရင်1960နဲ့ခုနှစ်တုန်းကဒီ6စစ်ပွဲဖြစ်ပွားပြီးတဲ့အချိန်မှာအစ္စရေးကတိုက်ခိုက်သိမ်းပိုက်ထားတဲ့အရှေ့ပိုင်းရဲ့ဒီပါလက်စတိုင်းအရှေ့ပိုင်းပေါ့နော်ပါလက်စတိုင်းအရှေ့ပိုင်းရဲ့အနောက်ဘက်ကမ်းပါမယ်အနောက်ဘက်ကမ်းရဲ့နောက်တဲ့ဂျေရုရှလင်ရဲ့ဒီယာတွေကိုပါလက်စတိုင်းနယ်မြေတွေကိုပြန်ပေးရတော့မှာဒါကြောင့်မလို့ဒီအစ္စရေးဒီနိုင်ငံဒီနေရာတွေကိုပြန်ပြီးတော့မပေးချင်ဘူးပါလက်စတိုင်းကိုလည်းနိုင်ငံအနေနဲ့အတိမတ်ပြုတာကိုသူကလုံးဝမလိုလားဘူးအကယ်၍နိုင်ငံအနေနဲ့အတိမတ်ပြုမယ်ဆိုလို့ရှိရင်ပါလက်စတိုင်းမှာနိုင်ငံခြားတန်ယုံတွေဖွင့်လာမယ်နောက်တဲ့အဓိကဘာဖြစ်လဲဆိုလို့ရှိရင်စစ်တပ်ဖွဲ့စည်းမယ်လက်နက်တွေထုတ်လုပ်မယ်လက်နက်ဝယ်ယူမယ်ဗျာလက်နက်အင်အားတွေဖြည့်ဆည်းမယ်ဒါမျိုးတွေကိုအစ္စရေးကလုံးဝလက်မခံဘဲနဲ့သူကကန့်ကွက်ထားတဲ့အရာရှိတယ်ဒါမျိုးဖြစ်မှာဆိုလို့သူကနိုင်ငံအနေနဲ့လုံးဝကိုကန့်ကွက်ထားတယ်ကဲဟုတ်ပြီပြင်သစ်တို့ဗြိတိန်တို့ပေါ်တူဂီတို့တခြားနိုင်ငံတွေစပိန်တို့ကဘာဖြစ်လို့အတိမတ်ပြုဖို့လက်ခံလဲဆိုလို့ရှိရင်အတိမတ်မပြုဘူးဆိုလို့ရှိရင်ဒီဆီးရီးယားလည်းအရင်တုန်းကသွားပြီးတော့မှဒီနိုင်ငံတွေမှာဥရောပနိုင်ငံတွေမှာသွားပြီးခိုလုံနေကြဗျဆိုတော့အခုဒီနောက်ပိုင်းမှာဂါဇာကောပါလက်စတိုင်းမှာရှိတဲ့သူတွေကရောအများသောအားဖြင့်ကပြင်သစ်နဲ့အင်္ဂလန်မှာခိုလုံတာများဗြိတိန်ပေါ့နော်ဗြိတိန်မှာသွားပြီးတော့ခိုလုံတာများဆိုတော့သူတို့ကဒီဒဏ်တွေကိုသူတို့လက်မခံချင်တော့ဘူးဆိုတော့ဒီနိုင်ငံအနေနဲ့အတိမတ်ပြုမယ်ဒါပေမဲ့လို့ပြင်သစ်သမ္မတမက်ခရွန်မနေ့ကပြောသွားတဲ့စကားထဲမှာအဲ့ဒီအခုဒဇာကန်ပေါ့နော်အစ္စရေးကနေပြီးတော့မှဟာမတ်တွေဖမ်းဆီးသွားတဲ့ဒဇကန်နောက်ဆုံး48ယောက်လို့တော့ပြောတယ်အဲ့48ယောက်အကုန်လုံးကိုပြန်လွှတ်ပေးရမယ်ဟာမတ်တွေအပိပိုင်လက်နက်ချမယ်ပြီးလို့ရှိရင်ပါလက်စတိုင်းနိုင်ငံအနေနဲ့အတိမတ်ပြုတဲ့အခါမှာဟာမတ်တွေလုံးဝမပါဝင်ရဘူးအဲ့လိုဂတိပြုမှသာလင်ပြင်သစ်ကတန်ယုံဖွင့်မယ်ဆိုပြီးတော့မှပြောတယ်အဲ့ဒီလိုပဲဗြိတိန်ကလည်းအဲ့ဒီသဘောတက်ရောက်တယ်ဟာမတ်တွေလုံးဝမရှိစေရဘူးဆိုပြီးတော့မှသူတို့ကကြေညာတယ်ပေါ့နော်အဲ့တော့ဒီပါလက်စတိုင်းနိုင်ငံတွေနဲ့အတိမတ်ပြုတဲ့အရာကိုအစ္စရေးကဘယ်လိုဆက်ပြီးတော့မှလက်တော့ပြန်သွားမလဲဘယ်လိုဆက်ပြီးတော့မှဖြစ်လာမလဲဆိုတဲ့အရာကိုစောင့်ကြည့်ဖို့ဖြစ်တယ်သတင်းတွေများရှိလို့ရှိရင်ကျွန်တော်ဆက်လက်ပြီးတော့မှတင်ဆက်ပေးပါမယ်လို့ပြောပေးချင်ပါတယ်ဗျ